ခက်စိတ်စိတ်လောက်ခက်လာတဲ့နောက်ဆက်တွဲငလင်နေနဲ့စိုးရင်ရတဲ့ခြေနေရှိနေလားအားလုံးမင်္ဂလာပါမြန်မာနိုင်ငံမှာမဂနီကျူ 7.7 နဲ့အင်အားပြင်းငလင်လောက်ခက်ပြီးနောက်ပိုင်းမှာနောက်ဆက်တွဲငလင်တွေလည်းဇက်တိုက်လောက်ခက်နေခဲ့ပါတယ်။စကိုင်းပြည့်ပြည့်ကြောပေါ်မှာပဲဗဟိုပြုနေတဲ့နေရာသာကွာသွားခဲ့ပေမဲ့လည်းနောက်ဆက်တွဲငလင်တွေကနေစီရဲဆက်လောက်ခက်နေကြတာလည်းဖြစ်ပါတယ်။နောက်ဆက်တွဲငလင်အများစုဟာပြန်များအပြင်3နဲ့4ထက်လောက်ခက်တာများပေမဲ့လည်း9ထက်လောက်ခက်တဲ့နောက်ဆက်တွဲငလင်တွေလည်းရှိပါတယ်။အေဘီလာ73ရက်နေ့တကြံကျိုတင်မနေ့ပိုင်းမှာတင်ဝမ်နီမြို့အနီးကိုဗဟိုပြုပြီးတော့ပြင်းအား9.5နဲ့နောက်ဆက်တွဲငလင်တစ်ခုလောက်ခက်သွားခဲ့ပါတယ်။ဒီငလင်ကြောင့်ဒီတဝိုက်မြို့တွေမှာတရားမှုတွေရှိခဲ့ပါတယ်။အဲ့ဒီသားတွေကနေထိုင်သူတွေရဲ့ပြောကြားချက်ရဆိုရင်73ရက်နေ့မနေ့ပိုင်းမှာလှုပ်ခတ်ခဲ့တဲ့ငလင်ဟာပြင်းနေလို့ပြောလို့ရပြီးတော့မြို့နေပြည်သူတွေကြားမှာလည်းအထိတ်တလန့်ရှိနေခဲ့ကြပါတယ်။ဒီရဲ့ပိုင်းမှာတော့နောက်ဆက်တွဲငလင်တွေဟာပို့ပြီးတော့ခက်စိတ်စိတ်လှုပ်ခတ်လာခဲ့တာကိုတွေ့ရပြီးပြင်းအားကလည်းပုံမှန်ထက်နည်းနည်းပိုလာခဲ့ပါတယ်။ဒါကြောင့်လေပြည်သူလူထုကြားမှာငလင်အတွက်စိုးရိမ်ပူပန်မှုတွေမြင့်တက်နေခဲ့ပါတယ်။မူလာဆငလင်လိုမျိုးအပြင်းနဲ့ငလင်ကြီးထက်လာမှာကိုပြည်သူတွေကစိုးရိမ်နေကြတာလေးဖြစ်ပါတယ်။ငလင်နဲ့ပတ်သက်ပြီးတော့နိုင်ငံတကာမှာလည်းတိကျတဲ့ခံမှန်းချက်တွေထုတ်နိုင်တာမျိုးမရှိသေးပါဘူး။ဒါကြောင့်လေနောက်ဆက်တွဲငလင်တွေနဲ့ပတ်သက်ပြီးတော့ဘယ်သူမှအတက်မပြောနိုင်တဲ့အနေအထားဖြစ်နေရပြီးပြည်သူတွေကိုလည်းစိုးရိမ်မှုပိုတိုးနေစေခဲ့ပါတယ်။များသောအားဖြင့်တော့နောက်ဆက်တွဲငလင်တွေကမူလာဆငလင်လောက်အာမပြင်းလို့ဖြစ်မဲ့လေတမိုင်းမက်တန်းတွေမှာငလင်ကြီးလောက်ခဲ့ပြီးနောက်ဆက်တွဲအားပြင်းငလင်ထက်လာဖို့တဲ့တာဂေတာတွေလည်းရှိထားပါတယ်။1930ခုနှစ်မေလမှာအားပြင်းမဂနီကျူ 7.5 နဲ့လောက်ခတ်ခဲ့တဲ့ပဲခူးငလင်ဟာဆိုရင်လေလူဦးရေ900ကျော်တိတ်ဆုံးခဲ့ရပြီးနောက်ဆက်တွဲငလင်များစွာလေးဖြစ်ပေါ်လာခဲ့ပါတယ်။အဲတုန်းကနောက်ဆက်တွဲငလင်တွေထဲမှာဆိုရင်လေမူလငလင်တွေပြင်းအားတူတာတိတ်မကွာတဲ့ငလင်တွေဟာလာပိုင်းနှစ်ပိုင်းအတွင်းမှာတင်လှုပ်ခတ်ခဲ့ပူပါတယ်။ဒီလိုမျိုးဖြစ်လာနိုင်တာအကြောင်းလေးစိုးရိမ်စရာကောင်းနေတာလေးဖြစ်ပါတယ်။ပဲခူးဟာဆိုရင်လေစကိုင်းပြည့်ရွေကျောပေါ်မှာတည်ရှိနေတာပဲဖြစ်ပါတယ်။ပညာရှင်ချို့ဟာဆိုရင်လေနောက်ထပ်အားပြင်းငလင်ဟာပဲခူးတစ်ဝိုက်ကိုဗဟိုပြုပြီးတော့လှုပ်ခတ်လာနိုင်တဲ့ဆိုတဲ့ခံမှန်းချက်တွေလည်းထုတ်ထားခဲ့ပါတယ်။တကယ်လို့ပဲခူးမှာသာဗဟိုပြုပြီးတော့အားပြင်းငလင်လှုပ်ခတ်မေဆိုရင်ရန်ကုန်တိုင်းကိုလည်းတရားမှုကြီးကြီးမားမားရှိလာမှာပဲဖြစ်ပါတယ်။အထက်မြင့်စောင့်တွေရှိနေတဲ့မန္တလေးမှာဆိုရင်ငလင်ကြောင့်ပျက်စီးဆုံးရှုံးမှုတော်တော်လေးကြီးမားခဲ့တာအားလုံးမျက်မြင်ပဲဖြစ်ပါတယ်။ရန်ကုန်မှာဆိုရင်တော့လူနေထူထပ်မှုကပုံမြင့်ပြီးတော့အထက်မြင့်အဆောက်အဦတွေကလည်းတစ်မြို့လုံးနီးပါးရှိနေပါတယ်။နောက်ပြီးတော့တစ်ထက်နဲ့တစ်ထက်ကလည်းထိစပ်နေကြတာကြောင့်ရန်ကုန်မှာသာအားပြင်းငလင်လှုပ်ခတ်မယ်ဆိုရင်မန္တလေးစကိုင်းတို့ထက်ပျက်စီးဆုံးရှုံးမှုပိုကြီးမားပြီးတော့အသေးပြောက်လေးများနိုင်ပါတယ်။ဒီအတွက်လေပညာရှင်တွေကသတိပေးနေကြတာဖြစ်ပါတယ်။ဒီရက်ပိုင်းမှာခက်စိတ်စိတ်လှုပ်ခတ်လာပြီးပြင်းအားလေးပုံများလာတဲ့နောက်ဆက်တွဲငလင်တွေကြောင့်စိုးရင်ရတဲ့အခြေအနေမှာရှိနေသေးတယ်လို့တော့ကောက်ချက်ချမှာဖြစ်ပါတယ်။ဒါကြောင့်ငလင်ဘေးသင်းတဲ့ဒေသတွေသာမကပဲရန်ကုန်ပဲခူးဒေသတွေအထိပါငလင်ဘေးတွေကြိုတင်ပြင်ဆင်တာတွေသတိနဲ့နေထိုင်တာတွေလုပ်ထားဖို့လည်းလိုအပ်ပါတယ်။ကြည့်ရှုအားပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။ပရိသတ်များအားလုံးပဲသဘာဝဘေးရန်ရဲ့ကြီးမားကင်းလို့ကြပါစေရှင်။